လောကမှာမြင်မြင်သမျှတတ္တဝါတွေဟာငါပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ကိုလုံးသမျှကိုနဲ့သက်ဆိုင်တယ်နော်ကမ္မဒါယရတို့နောက်ဆုံးအမွေခံရမှာကိုလုံးခဲ့တဲ့လုပ်ရက်တွေတို့အမွေခံရမှာဒါလည်းဆင်ញင်စဉ်းစားပြရမယ်တဲ့ကောင်းတာလုပ်ရင်လည်းကောင်းတဲ့အမွေမကောင်းတာလုပ်ရင်လည်းမကောင်းတဲ့အမွေငါပဲရမှာပဲလို့ဒီလိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာဖြစ်တယ်ဆိုမကောင်းတဲ့အမွေဆိုတာဘယ်သူမှမခံနိုင်ဘူးလေကောင်းတဲ့အမွေကိုသာခံနိုင်တာဒါကြောင့်မို့လို့မကောင်းတာတွေကိုတတိထားပြီးတော့ရှောင်ကျဉ်လာတယ်ကောင်းတာတွေကိုကြိုးစားပြီးတော့လှုပ်ဖြစ်လာတယ်ဟောဒါကြီးမားတဲ့အမြတ်ကြီးတစ်ခုပဲအလွန်ကြီးမားတဲ့အမြတ်တစ်ခုဟောနောက်တစ်ခုဆင်ញင်သင့်တာတော့မိသားစုနဲ့ပဲနေနေမိတ်ဆွေသင်္ကားတွေနဲ့ပဲနေနေပစ္စည်းဥစ္စာတွေပိုင်ဆိုင်တာပဲဖြစ်ဖြစ်ငါမြတ်နိုးတဲ့ပုဂ္ဂိုလ်တွေငါမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေဒီနေ့ကြလို့ရှိရင်ငါနဲ့ကွဲတော်မှာပဲခွဲခွာရမှာပဲလို့ဒီတဘောကိုဆင်ញင်စဉ်းစားပေးရတယ်တဲ့အဲ့လိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာကိုလျှော့ချနိုင်လို့ဆိုရင်တွေ့တာမှုတွေကိုလျှော့ချပေးသွားတွေ့တာမှုကိုလျှော့ချပေးလိုက်နိုင်တာနဲ့တပြိုင်နက်သောကဆိုတာရော့ချသွား